ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုရီမတွေအားလုံးကိုနှွေးထွေးစာပြန်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲဒီဗီဒီယိုမိုင်လေးကတော့မနက်ဖြန်ကြာတာပြီးနေ့เนาะကြာတာပြီးနေ့အတွက်ကိုကျွန်တော်ကြိုက်ဆုံး main ရောတစ်ခွက်ကောင်းနေအကြိုက်ဆုံးပတ်သီးတွေကိုလာရောက်မျှဝေပေးတယ်ဗီဒီယိုပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ကိုရီမတွေအားလုံးပဲ channel ကို subscribe မနေရသေးတဲ့ကိုရီမရအားလုံးပဲ channel ကို subscribe နေပြီးထားခဲ့ပါ subscribe နေပြီးသားလူဟောင်းကိုမရလည်း share ပေးတဲ့နေရာလေးမှာ share ပေးမျှဝေတဲ့နေရာလေးမှာမျှဝေပေးပါเนาะကဲကျွန်တော်ကိုမအတွက်အဓိကလာရောက်ပြီးတော့တင်ပေးတာမနှဖြန်ကိုခွန်ပိုင်း3ညပိုင်းညရောက်ကစားမယ်ညအောင်လိုက်စောမယ်เนาะကျွန်တော်အကြိုက်ဆုံးပတ်သီးတွေကျွန်တော်အကြိုက်ဆုံးမင်းရောတကကောင်းတွေဘလို့ယူရမလဲဘလို့ဆက်သွယ်ရမှမသိသေးတဲ့ကိုမရအားလုံးပဲတေချာလေးနားထောင်ပြီးပါတေချာလေးကြည့်ပေးပါเนาะကျွန်တော်ဘက်ကနေမနှဖြန်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးထားတဲ့ကိုဒီမတွေအားလုံးကိုเนาะကဲဒါဆိုကျွန်တော်ချင်းမိတ်ဆွေကိုမရအားလုံးပဲဒီညနေမှာတော့ကျွန်တော်ကိုမိုင်အားလုံးပဲเนาะပတ်သီးလေးနဲ့ပဲကျင်းနေလိုက်ရတယ်ဗျာကျွန်တော်ကိုမိုင်အားလုံးပဲเนาะရှစ်ပတ်သီးနဲ့လည်းပဲကျင်းနေလိုက်ရကျွန်တော်တို့အခုဆို6ဈေးထပ်သွားပြီကျွန်တော်ကိုမိုင်အားလုံးပဲ6ဈေးကို4ဈေးတိတိတော့လုံးဝအစင်မြောင်လုပ်ပေးထားတယ်เนาะ6ဈေးကိုဗျာ4ဈေးတိတိလုံးဝအစင်မြောင်လုပ်ပေးထားခဲ့တယ်ဒါပေမဲ့ကြာတာပေးတော့ကြာအတွက်ကိုကျွန်တော်ကိုမိုင်အားလုံးကိုကျွန်တော်အကြိုက်ဆုံးပတ်သီးတစ်လုံးနဲ့အကြိုက်ဆုံးမင်းရောတစ်ခွက်ကောင်လက်ဆောင်ပေးမယ်เนาะလူချင်းမာတယ်ပုတ်ချင်ပါတယ်ဆိုတဲ့ကိုရီမားတွေအားလုံးပဲတေချာလေးနားထောင်ပေးပါတေချာလေးကြည့်ပေးပါเนาะကဲမနေ့ဖြန်ဟိုကိုရှိုင်းအကြိုက်ဆုံးဝမ်းချင်းပြောပါဆိုရင်ခွန်ပိုင်း3ညပိုင်းပါခွန်ပါတော့ကနေ3ညပါတော့ကနေကိုဦးစားပေးပြီးတော့လိုက်ဆော့ပေးပါလိုက်ကစားပေးပါเนาะကဲကျွန်တော်အကြိုက်ဆုံးတင်ခွက်တွေမခေါ်ခင်မှာကိုရီမားတွေအားလုံးကိုကျွန်တော်တခုပြောရရှိတယ်เนาะကျွန်တော်တို့ရှေ့တစ်ပတ်စာเนาะရှေ့တစ်ပတ်စာရှေ့တစ်ပတ်စာတလင်းလာအင်္ဂါဘုဒ္ဓဦးအဲ့3ရက်ကိုအဖို့ဝင်မဲ့ကိုမိုင်အားလုံးပဲကျိုးဝင်လို့ရပြီအခုတစ်ပတ်ကြာတာဘေးတောက်ကြအတွက်ကိုလည်းကျွန်တော်ဘက်ကနေပြီးတော့လက်ဆောင်ပတ်တီလက်ဆောင် main တစ်ခွက်မှာပေးမယ်ကိုဒီမတွေအားလုံးပဲเนาะကျွန်တော်အကြိုက်ဆုံးပတ်တီနဲ့ကျွန်တော်အကြိုက်ဆုံး main ရောက်ကိုလက်ဆောင်ပေးမှာမလို့ကျွန်တော်ကိုမိုင်အားလုံးပဲရှေ့တစ်ပတ်တော့ကိုကျိုးဝင်တာနဲ့เนาะရှေ့တစ်ပတ်တလိန်းလာအင်္ဂါဖို့တဖို့အတွက်ကိုကျိုးဝင်တာနဲ့ကျွန်တော်ဘက်ကနေပြီးတော့ကြာတာဘေးတောက်ကြအတွက်ကိုပတ်တီတစ်လုံးနဲ့ main ရောက်တစ်ခွက်လက်ဆောင်ပေးမယ်เนาะကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်အပတိုင်းလို့လုံးဝအစီမြင်တာကျွန်တော်ကိုမိုင်အားလုံးပဲသိရတိုင်းပဲเนาะဒီထက်မှဆိုရင်ကျွန်တော်ကိုမိုင်အားလုံးပဲငါဇာတို့ပတ်တီလဲထွက်တယ်ငါဇာတို့ပတ်တီထွက်လို့ကျွန်တော်ကိုမိုင်အတွက်ကျွန်တော်6ထပ်ပေးထားတာ6ပတ်တီလဲထပ်ထွက်တယ်အလားဘေးလားဆိုကျွန်တော်ပေးထားတဲ့မွေးကနန်း69လဲထပ်ပြီးတော့ထွက်တယ်เนาะနေတိုင်းရကိုမိုင်ရလဲ6ဈေးကိုဗျာ4ဈေးတိတိတော့လုံးဝအစီမြေသွားပြီเนาะကျွန်တော်ဘက်ကနဲ့ share ကောင်းဆုံးဖြစ်အောင်ကြိုးစားပေးထားတဲ့ကိုဒီမတွေအားလုံးเนาะကဲဒါဆိုကျွန်တော်ကိုမိုင်အားလုံးပဲเนาะကိုကြီးလိုလဲလူချင်းနဲ့မိုင်းလိုလဲလူချင်းပါတယ်ဆိုတဲ့ကိုဒီမတွေအားလုံးပဲကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ကိုလည်းတစ်ခေါက်တည်းခေါ်ပေးမှာကျွန်တော်ကိုမိုင်အားလုံးပဲလူချင်းပါတယ်ပုတ်ချင်းပါတယ်ဆိုတဲ့ကိုဒီမတွေအားလုံးပဲအဓိကထားပြီးတော့ live ပေးပါเนาะရှုံးချင်းများနေတဲ့ကိုဒီမတွေအားလုံးရောထီထီမီနဲ့ထိုးချင်းတဲ့ကိုမိုင်အားလုံးရောကျွန်တော်ဓာတ်ရိုက်လေးဆက်တွေ့မယ်เนาะကျွန်တော်အဲ့နံပါတ်မှာ Viber လဲသုံးတယ် Viber မသုံးတဲ့ကိုဒီမတွေအားလုံးဘက်ကတော့ကျွန်တော်ကိုဓာတ်ရိုက်ဆက်ပေးပါကျွန်တော် message ကပို့ပေးပါတယ်ကိုဒီမတွေအားလုံးပဲလူဟောင်းကိုမိုင်အားလုံးပဲမဝင်ရသေးရင်လာပြီးတော့ဝင်လို့ရပါပြီကျွန်တော်မိတ်ဆွေကိုမရအောင်ပဲလူဟောင်းကိုမရအားလုံးရောလူသစ်ကိုတွေမတွေအားလုံးရောဒန်းတူညီများအားလုံးကိုကူညီပေးမယ်နော်ကြာတာပေးတောက်ကြဆိုတာကျွန်တော်ကိုမရအားလုံးပဲသိရတိုင်းပဲကျွန်တော်တို့အမြင်နဲ့လို့ငွေထုတ်ပိုက်နေကြရနေကြပဲနော်ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ပတ်တီတစ်လုံးရမယ်မင်းရောတစ်ခွက်ရမယ်နော်ကျွန်တော်ကိုမရအားလုံးပဲ2ရက်စာဆော့ရမှာနော်ကြာတာပေးတောက်ကြ2ရက်ဆော့ရမှာနော်ကဲဒါဆိုကျွန်တော်ကိုမရအားလုံးပဲနော်ကြာတာပြီးနေ့အတွက်နေတဲ့ကနေလေးစပြမယ်ပြီးကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ကိုခေါ်ပေးမယ်ကိုဒီမတွေအားလုံးပဲเนาะကဲခွန်မိုင်3ညပိုင်းမှာเนาะခွန်မိုင်3ညပိုင်းမှာကြာတာပြီးနေ့တနေကုန်စာအတွက်ပတ်တီးရတော့ခွန်မိုင်3ညပိုင်းမှာမနက်ဈေးထွက်ရင်ညနေဈေးကိုလာရောက်ပြီးတော့တင်ပေးမယ်ကိုဒီမတွေအားလုံးပဲမနက်ဈေးမထွက်ခင်ညနေဈေးကိုတင်ပြီးတော့အကနေကိုလိုက်ကစားမယ်လိုက်ဆော့မယ်เนาะကဲခွန်မိုင်3ညပိုင်းမှာကျွန်တော်ကိုမိုင်အားလုံးပဲเนาะခွန်မိုင်3ညပိုင်းမှာเนาะတေချာနားထောင်ပြီးတေချာကြည့်ပေးပါကိုဒီမတွေအားလုံးပဲเนาะကျွန်တော်တို့အကြိုက်ဆုံးကီးတွက်အခွေခေါ်ပေးမယ်เนาะကိုရှိုင်းတို့အကြိုက်ဆုံးကီးတွက်အခွေခေါ်ပေးမယ်တေချာလေးမှတ်ပြီးတေချာလေးနားထောင်ပေးเนาะခွန်ပိုင်း3ညပိုင်းညရောက်ကစားမယ်ညရောက်လိုက်စောက်မယ်မနက်ဖြန်23ရက်4လ2026ကြာတာပြီးနေ့တနေကုန်စာအတွက်ပတ်တီးရတော့ခွန်ပိုင်း3ညပိုင်းမှာကီးတွက်အခွေရတော့6ခွန်เนาะ6ခွန်53ကီးတွက်အခွေပါ6ခွန်53ကီးတွက်အခွေပါကျွန်တော်အကြိုက်ဆုံးကီးတွက်အခွေပါတော့ကြာတာပြီးနေ့တင်နေကုန်စားပဲကိုရှိုင်းကြိုက်ဆုံးကီတက်ခွေဟာ6.53ကီတက်ခွေပါကဲကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲเนาะကျွန်တော်ခုနကပြောခဲ့သလိုပဲเนาะတလင်းနာရှစ်တစ်ပတ်စာတလင်းနာအင်္ဂါဗုဒ္ဓဘူးအဲ့3ရက်စာကိုတရားခိုင်တို့အာမခံတဲ့ဇာတို့ပတ်တီးလဲလိုချင်တယ်မွေးကနဲ့နှစ်ကွက်လဲလိုချင်ပါလဲဆိုတဲ့ကိုဒီမရအားလုံးပဲအဖွဲလာဝင်လို့ရပြီ
နော်ရှေ့တစ်ပတ်စာဝင်တာနဲ့အခုကြာတာပရိတောက်ကြအတက်ကိုပါကျွန်တော်ဘက်ကနေလက်ဆောင်ပတ်တီးတစ်လုံးနဲ့ကျွန်တော်ကြိုက်ဆုံးမင်းရောတကောင်းပေးမယ်နော်ရှုံးချင်းများနေတဲ့ကိုမရအားလုံးရောထိထိမီနဲ့ထိုးချင်တဲ့ကိုဒီမတွေအားလုံးရောလာယူပေးပါကျွန်တော်ဘက်ကနေ share ကောင်းသို့ဖြစ်အောင်ကြိုးစားပေးမယ်ကိုဒီမတွေအားလုံးပဲနော်ကျွန်တော်တို့ကန်ဆာကြီးကကျွန်တော်ကိုမရအားလုံးပဲပုံမှန်တိုင်းက1000ပါပဲနော်ကန်ဆာကြီး1000ပါကန်ဆာကြီး1000ကိုရရှိမှလာယူရင်လုံးဝမပြေပါနဲ့ကျွန်တော်ဘက်က1000နဲ့ဘက်ကအမြဲလို့ကျွန်တော်ကိုရီကြီးမာကြီးအားလုံးကိုတန်အောင်လုပ်ပေးနေတာနော်ကဲဆက်သက်ရမယ့်နံပါတ်ကိုကျွန်တော်ဘက်ကနေနေလေးခေါ်ပေးမယ်စောင်းနဲ့ဘောပင်ရှိရဲ့ကိုမရအားလုံးကစောင်းနဲ့ဘောပင်နဲ့ရေးမှတ်ပေးပါစောင်းနဲ့ဘောပင်အနားမှာမရှိရဲ့ကိုမရနော်တေချာလေးမှတ်ပေးပါနော်ကဲဆက်သွယ်ရမယ့်နံပါတ်ကတော့ကိုဒီမတွေအားလုံးပဲကိုနော်ခွန်တောင်းလုံးနော်33939ပါနော်ကျွန်တော်ဘိုင်းမှာလည်းရေးထားပါတယ်ကျွန်တော်ကိုမရအားလုံးပဲကျွန်တော်ရဲ့အကောင့်ထဲမှာကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ကိုလည်းကျွန်တော်ရေးထားရနော်တောင်းဝင်ကြည့်လို့ရတယ်နော်မှတ်မိရဲ့ကိုမရအားလုံးပြောတာပါနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲနော်ဒီကြာတာပေးတောက်ကြမှာနေကျွန်တော်ကိုမရအတွက်ကျွန်တော် share ငွေထုတ်ပိုင်းအောင်လုပ်ပေးမယ်နော်ရှေ့တစ်ပတ်တော့ကတော့အဓိကထားပြီးဆောရမှာကျွန်တော်တို့အာမခံပေးတဲ့ပတ်တီးနဲ့နော်အာမခံပေးတဲ့ဇာတုပတ်တီးနဲ့မွေးကနဲ့နှစ်ခွက်ရမယ်အလားအပြင်အခုကြာတာပြီးတောက်ကြအတွက်ကိုပါကျွန်တော်ဘက်ကနေအကြိုက်ဆုံးပတ်တီးနဲ့အကြိုက်ဆုံးမင်းရောတစ်ခွက်ရမယ်နော်ကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ကိုလည်းခေါ်ပြီးရမယ်နော်ကျွန်တော်ဘာဖြစ်လို့အကြိုက်ဆုံးတင်ခွက်တွေမပေးဘူးဆိုတာလဲကျွန်တော်ကိုမရအားလုံးပဲနော်ကျွန်တော်ရှိမှလာယူမယ်ကိုမရအားလုံးကိုကျွန်တော်အကြိုက်ဆုံးပတ်တီးနဲ့အကြိုက်ဆုံးမင်းခွက်ပေးခြင်းလို့နော်အလားကြောင့်နော်ပတ်တီးရောအကောစောနိုင်မှာကျွန်တော်ရှိမှလာယူနော်ကျွန်တော်ကိုမရလို့ကျွန်တော်တခါလေးပြောထားတာနော်ပတ်တီးရောအကောစောနိုင်မှာလာယူပေးပါနော်ကဲ channel ကို subscribe မနေရသေးရဲ့လူသေးကိုမရအောင်ပဲ channel ကို subscribe နေပြီးထားခဲ့ပါ subscribe နေပြီးသားကိုဒီမကြီးကလည်း share တက်တဲ့နေရာလေးမှာ share ပေးပါမျှဝေတက်တဲ့နေရာလေးမှာမျှဝေပေးပါနော်ကိုရှမ်းရလိုက်ရှိုးလေးကတော့ဒီလောက်ပါပဲကျွန်တော်မိတ်ဆွေကိုမရအောင်ပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေလေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေနော်ဒုံရင်ဆန္ဒလေးတွေတို့ကပြုရနိုင်ကြပါစေလို့ကိုရှမ်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမတွေအားလုံးကိုစမကောင်တောင်းဝေးပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရအောင်ပဲနော်ဘိုင်ပါ